Hello မင်္ဂလာပါသတင်းကြပိတ်ရမှာမာရီတို့ကနေပြီးတော့ကိုအလဲသွားကြပါတယ်ရှင်ကဲအလဲသွားတဲ့ပုံလေးအစကနေစရိုက်မလို့ပဲပြင်ဆင်တာကနေလေမရိုက်လိုက်ရလို့ရိုက်တတိရတဲ့အချိန်လေးမှာပဲစရိုက်လိုက်ပါတယ်ရှင်ဘုံဆုံးစပြီးသွားတာတော့ Safari ဥယျာဉ်မှာ Safari ဥယျာဉ်ကိုအရင်ရောက်ပါတယ်ဘလော့ရိုက်မယ်ဆိုတော့လေနေပြီးတော့တနေရာပြီးတနေရာလဲအရန်ကြာတဲ့အခါကျတော့ဒီဥစ္စာလေးကတော့ Safari ဥယျာဉ်တစ်ခုတည်းပေါ့နော်တစ်ခုတည်းရဲ့ဘလော့လေးဖြစ်ပါတယ်ရှင်ကဲအရင်ဆုံးစတွေ့ချင်းမှာတော့စင်ကြီးတွေတွေ့တယ်ပြီးတော့အထဲကိုဝင်ဖို့ကားငှားရတယ်ပေါ့နော်ကားမားလီတို့ကတော့2000တန်ကားလေးကိုရလိုက်ပါတယ်ရှင်လူကြီးက6ယောက်ကလေး2ယောက်ပါလူကြီးကတယောက်ကို3000ပေးရပါတယ်ကလေးကတော့မပေးရဘူးပေါ့နော်ကားကလည်းတန်စကားကြီးခတ်ထားတဲ့ကားပေါ့နော်အဲ့ကားနဲ့ဒီဥယျာဉ်တွေကိုလှည့်ပတ်ပြီးတော့ပြမှာဖြစ်ပါတယ်အကောင်လေးတွေကသူကလွတ်တဲ့အကောင်တွေကလွတ်ထားဆိုတော့လေသူကဒီတိုင်းတဘာဝအတိုင်းလွတ်ထားတော့အမေခြံခတ်ထားတဲ့ကားလေးနဲ့လှည့်ပတ်ကြည့်ရတယ်ပေါ့နော်အန်ဒီမရှိတဲ့နေရာဆိုတော့သူတို့ကဆင်းပြတယ်ဒီနေရာဆိုလို့ရှင်ဆင်းလို့ရတယ်နော်ဒီလိုမျိုးနေရာဆိုလို့ရှင်တော့ဆင်းလို့ရလို့ဆင်းပြတယ်အန်ဒီရှိတဲ့ကြားတို့ချင်းသိပ်တို့ဆိုတော့ဆင်းလို့မရဘူးပေါ့နော်အဲ့ဒါဆိုလို့ရှင်တော့ကားထဲမှာပဲနေပြီးကြည့်ရတာပေါ့နော်ကဲအဲ့ဒါပြီးတဲ့အခါကျတော့ကဲတောင်စိတ်လေးတွေစီကိုသွားပါမယ်ရှင်ဒါလေးတွေကတော့တောင်စိတ်လေးတွေပါတောင်စိတ်လေးတွေကအစာကျွေးပဲဆိုတော့ပင်ကြီးကအစာကျွေးကျင်တော့အစာလေးတွေကျွေးကြတယ်ပေါ့နော်အစာလေးတောင်စိတ်တွေကတော့အကောင့်100ကျော်ရှိရလို့တော့ပြောရပေါ့နော်ကားဆရာကြီးကတော့ရှင်းပြတယ်ဒါပေမဲ့အကုန်လုံးလည်းမမှတ်မိပါဘူးအများကြီးပဲသွားပြီးတော့ကြည့်ရတာဆိုတော့လေအဲ့လမ်းကတော့စောနာပြမြင်တဲ့တလမ်းပဲရှိတာအဲ့ဒီလမ်းလေးကနေပဲဆက်ပြီးတော့တခြားအကောင့်တွေစီကိုဆက်သွားမယ်ပေါ့နော်သူကတော့လမ်းဘေးဒီမှာရှောက်သွားနေကြဒါတော့အန်ရီမရှိတော့ကိုစင်ပြခဲ့ဒါတော့ချင်းသိကြီးပေါ့နော်ချင်းသိနှစ်ကားပေါ်ကနေပဲရိုက်ရတာပေါ့နော်အဲ့တန်စကားလေးတွေကနေပဲရိုက်ရတာဆိုတော့တိတ်တော့မရှင်းဘူးဖြစ်နေသူတို့နေကြတာပါချင်းသိပြီးတော့ကြားစီသွားပါမယ်ရှင်ကြားကလည်းသူ့ဘာသူမကြည့်လိုက်အောင်မလဲကြားကလည်းသူ့ဘာသူအေးစေးဒါနေနေတာပါကြားဝင်လိုက်ထွက်လိုက်တဲ့နေရာမှာတကားကတော့နှစ်ဆင့်ခံထားပါတယ်ရှင်အဲ့ဒါပြီးတော့ကြံ့နေပါကြံကြီးတွေကလည်းအကြီးတွေပါရှင်ကြံ့နေလဲအစာကျွေးခဲ့ပါသေးတယ်ကြံ့နေပြီးတဲ့အခါကျတော့ဒီဘိုးတပို့တွေပါတယ်တစ်ကလက်အုပ်နော်ဟုတ်ပါဘူးတစ်ကလက်ဟုတ်ပါဘူးဘိုးတပို့တွေပါတယ်လားခေါ်လာဒါပါတော့ကလက်အုပ်လားအဲ့တပို့တွေပါတယ်ဟာအဲ့အကောင်ကြီးကတော့အမေရှောက်သွားနေကြကားတွေမြင်နေတယ်သူတို့ကရောက်လာတာအစာတောင်းကြတာအဲ့လမ်းတွေမှာရှောက်သွားတာအဲ့ဒါကိုမောင်းခိုင်းပြီးမှကားကသွားလို့ရတာသူတို့ပြီးတော့မြင်းကြားလေးတွေစီကိုသွားပါမယ်ရှင်မြင်းကြားလေးစီတွေကိုသွားပါမယ်မြင်းကြားလေးတွေကလည်းအဲ့လိုပဲအမေအဲ့အကောင်တွေကလည်းအဲ့လိုပဲမြင်းကြားလေးတွေကလည်းအဲ့လိုပဲလမ်းမှာပဲသူတို့ကရှောက်သွားနေကြပါတော့မြင်းကြားတွေကလည်းအမေသူတို့ကလည်းအစာတောင်းနေတော့မြင်းကြားတွေကလည်းအစာတောင်းနေတော့အစာကလည်းဟိုထက်ရောက်ပြီဆိုအစာတပန်း9000နဲ့အစာဘိုးတွေကလည်းကုန်ပါတယ်ရှင်မြင်းကြားတွေတော့အစာမကျွေးခဲ့တော့ပါဘူးမြင်းကြားလေးတွေပြီးရဲ့ခါကျတော့နောက်ထပ်တနေရာရောက်တယ်အဲ့ဒါရောက်ပြီလို့ရှင်เนาะရွှေသမင်လေးတွေစီရောက်ပါတယ်ရှင်ရွှေသမင်ဆိုတော့ဒါအရန်လှပါတယ်ဥကြိုလေးတွေကလေဒါလေးကတော့ဒါပါပဲရှင်